အမျိုးသမီးတွေတိမ်နဲ့ဝင်လို့မရဘူးလေအဲ့ဒါတိမ်ကြီးရိုးရိုးចောင်းတောင်ဟုတ်ဘူးအပြစ်ကြီးကုန်တော့မှာပဲဒါတော့မသိကြဘူးလားအရှင်ဗျာမနေ့တုန်းကအမျိုးသမီးတွေတိမ်ချောင်းနဲ့ဝင်ကြည့်ဖို့သွားတာတွေ့လို့တပိတ်တော့တားလိုက်ရတယ်ဗျာမဝင်ရသေးလို့တော်သေးတာပေါ့ဗျာအရှင်ဗျာဒီဘက်တော်တို့မသိလို့တိမ်ချောင်းနဲ့ဝင်မလို့သွားမိတာပါဗျာခွင့်လွှတ်တော်မူပါဗျာအမျိုးသမီးတွေတိမ်နဲ့ဝင်တာဘာအပြစ်မှမဖြစ်ပါဘူးတိမ်နဲ့ဝင်ရင်အပြစ်ဖြစ်တယ်လို့တခါကြီးကိုဘသူကပြောလိုက်တော့တိမ်နဲ့ဝင်လို့အပြစ်ဖြစ်တာဘသူလဲသိလားယဟန်တွေကွယဟန်များတိမ်ထဲမှာကမဝါစာရွတ်နေတဲ့အခါဘယ်ယဟန်မှတိမ်နဲ့မဝင်ရဘူးလူတွေတော့ဝင်လို့ရတယ်လူတွေကကမဝါစာရွတ်နေတဲ့ယဟန်များရဲ့2000ထွားအပြင်ဘက်ထိနေထိုင်လို့ရတယ်အခြားယဟန်တွေကတိမ်ထဲတော့ဝင်လို့မရဘူးကွကမဝါစာရွတ်နေတော့အခြားတိမ်အပြင်ကယဟန်တစ်ပါးကတိမ်ထဲဝင်လာလိုက်တာနဲ့အဲ့ဒီကမဝါစာပြတ်တော့တာပဲကံမအောင်မြင်ဘူးပေါ့ယဟန်ကန်တွေတော့ဝင်လာရင်ယဟန်မဖြစ်တော့ဘူးပရိဝတ်မာနအပန်စားတဲ့ယဟန်တော်များဆိုင်ရာကံကြီးကံငယ်ပြုလုပ်ဆောင်ရွက်နေရင်လေအဲ့ဒီပြုလုပ်ဆောင်ရွက်သမျှကံအားလုံးမအောင်မြင်ဘူးအစကနေပြန်စားရပါတယ်ယဟန်တစ်ပါးဝင်လာရင်တိမ်ထဲကယဟန်တွေပြုလုပ်သမျှကံတွေဘာကြောင့်ပျက်စီးရတယ်လဲမအောင်မြင်ပဲပျက်စီးရတယ်လဲလို့ပြန်မေးစရာရှိပြန်ရောဒီအကြောင်းကိုအကျယ်သိချင်ရင်တော့သာသနာအကြောင်းတက်သိနားလည်တဲ့သူတွေကိုမေးကြည့်ပါ AI နဲ့စကားပြောရတာမို့စကားလုံးအကန့်အသတ်ရှိလို့အကျယ်ပြောမရဘူးယဟန်များကမဝါစာရွတ်နေတာမဟုတ်ရင်ရွတ်ဖတ်နေရင်လည်း2000ထွားအပြင်ဘက်အကွာအဝေးကနေအမျိုးသမီးတွေကတိမ်ထဲဝင်ပြီးတန့်ရှင်းရေးဝင်လုပ်လို့ရပါတယ်ဒီလောက်ဆိုအမျိုးသမီးတွေတိမ်ထဲဝင်လို့မရဘူးဆိုတော့ဘသူကစလိုက်မှမသိတဲ့မယိုးပါလားဗုဒ္ဓဘာသာများရဲ့ထင်မြင်ယူဆချက်အမှားကိုပယ်ဖျက်လိုက်တော့ပေါ့ဒီဗီဒီယိုကြည့်နေတဲ့သူကရောအမျိုးသမီးကတိမ်ထဲဝင်လို့ရပြီးယဟန်တွေကဝင်လို့မရဘူးဆိုတာဘာကြောင့်ဖြစ်မလဲကြားဘူးကလေးဝင်ပြောကြည့်ဘာဟုတ်တုတပေါ့